ရွာတေးသေးလေးတရွာတွင်အဖိုးတစ်ယောက်နှင့်သူ၏မြေးကလေးတစ်ယောက်နေထိုင်ခဲ့ကြသည်မြေးကလေးသည်ဉာဏ်ရည်ထက်မြက်တော်လဲစိတ်တူလွယ်သူဖြစ်သည်တင်းငယ်သောကိစ္စများပင်ဖြစ်စေသူသည်အော်ဟစ်တတ်ပြီးမိတ်ဆွေများနှင့်လည်းရန်ဖြစ်တတ်သည်တနေ့တွင်အဖိုးကလက်သေးများပြည့်နှက်နေသောအိတ်တအိတ်ကိုပေးလိုက်သည်မင်းစိတ်တူလာသည့်အခါတိုင်းနေရန်ပေါ်ကိုလက်သေးတစ်ချောင်းခြိုက်ထိုးလိုက်ပါဟုပြောသည်ပထမနေ့တွင်ကလေးကလက်သေး15ချောင်းခြိုက်ထိုးခဲ့သည်ဒုတိယနေ့တွင်10ချောင်းထိုးခဲ့သည်ထို့နောက်တဖြည်းဖြည်းလက်သေးထိုးသည့်အရေအတွက်လျော့နေလာသည်သူသည်စိတ်ကိုထိန်းချုပ်ခြင်းသည်လက်သေးခြိုက်ထိုးခြင်းထက်ပိုလွယ်ကူကြောင်းသိရှိလာခဲ့သည်ရက်တစ်ပတ်အနည်းငယ်ကြာပြီးနောက်တစ်နေ့တွင်လက်သေးတစ်ချောင်းများမထိုးတော့သောနေ့ရောက်လာသည်သူသည်ဝမ်းသာစွာအဖိုးထံသွားပြောခဲ့သည်အဖိုးကယခုတော့မင်းကြိုက်ထိုးထားခဲ့သည့်လက်သေးများကိုတစ်ချောင်းချင်းဖြုတ်ထုတ်လိုက်ပါဟုပြောသည်ကလေးကလက်သေးများအလုံးကိုဖြုတ်ထုတ်လိုက်သည်အဖိုးကကြည့်ပါဦးလက်သေးတွေမရှိတော့ပေမဲ့နေရန်ပေါ်မှာအပေါက်တွေတော့ကျန်နေသေးတယ်ဒီလိုပဲစိတ်တူနေချိန်မှာတယောက်ယောက်ကိုနာကျင်အောင်လုပ်မိရင်အနာတရတွေကျန်နေတတ်တယ်ခွင့်လွှတ်မှုကိုရနိုင်ပေမဲ့အမှတ်သားတွေတော့မပြောက်သွားဘူးဟုတင်ပြခဲ့သည်ထို့ကြောင့်မိမိ၏စကားနှင့်စိတ်ကိုပညာရှိစွာအသုံးပြုသင့်သည်အနာတရများသည်အမြဲတမ်းမှတ်မိနေကြမည်ဖြစ်သည်